လက်ရှိကမ္ဘာဖလားမှာထဲသွင်းအသုံးပြုတော့မဲ့စီးမြင့်သစ်10ခုအားလုံးပဲမင်္ဂလာပါခင်ဗျာ Entertainment Mind Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလက်ရှိကျင်းပမဲ့2026ကမ္ဘာဖလားကတမိုင်းမှာအသင်းအများဆုံးပါဝင်မဲ့ပြိုင်ပွဲဖြစ်ုံနဲ့မကပဲအရင်နဲ့မတူတဲ့စီးမြင့်သစ်တွေကိုထဲသွင်းအသုံးပြုတော့မှာပါဒါကြောင့်မို့လို့ပြိုင်ပွဲရဲ့ goal area ထဲမှာ diving ထိုးတာတွေအချိန်ဆွဲတာတွေကိုလုပ်လို့ရတော့မှာမဟုတ်ပါဘူး FIFA ကကွင်းလယ်တိုင်ချုပ်ကော်လီနာရဲ့ကြီးကြပ်မှုနဲ့အတူပွဲအချိန်ကိုမြင့်တင်ဖို့နဲ့မလိုလားအပ်တဲ့အချိန်ဖြုံးမှုတွေကိုတားဆီးဖို့စီးမြင့်သစ်10ခုကိုမိတ်ဆက်လိုက်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဒီစီးမြင့်တွေကိုနောက်ရသည့် Premier League မှာပါတန်းပြီးသုံးတော့မှာပါဆိုတော့ဘာတွေပြောင်းလဲသွားလဲဆိုတာကိုဒီဗီဒီယိုလေးမှာကြည့်လိုက်ကြရအောင်ဗျနံပါတ်1ဂိုးကန်ချက်နဲ့လက်ပစ်ဘောကစားသမားတစ်ယောက်ကတမင်တကာအချိန်ဆွဲနေတယ်လို့ဒိုင်ကယူဆရင်လက်မောင်းကိုမြှောက်ပြီး9စက္ကန့်စတင်ရေတွက်ပါလိမ့်မယ်အချိန်မီမကန်ရင်သို့မဟုတ်မပြည့်ရင်ဂိုးကန်ချက်ကနေပြိုင်ဘက်ကိုကော်နာပေးလိုက်မှာဖြစ်ပြီးလက်ပစ်ဘောဆိုရင်လည်းပြိုင်ဘက်ကိုပေးပစ်မှာဖြစ်ပါတယ်အကွာကက်ပြရုံနဲ့မကြောက်တဲ့ဂိုးသမားတွေအတွက်ဒါကတကယ်ကိုအကျက်ရိုက်စရာပါနံပါတ်2လူစားလဲရင်10စက္ကန့်ပဲရပါမယ်လူစားလဲခံရတဲ့ကစားသမားကအနည်းဆုံးစီးကနေထွက်ဖို့10စက္ကန့်ပဲအချိန်ရပါမယ်အချိန်ကြော်သွားရင်ဝင်လာမဲ့လူစားလဲကစားသမားက10မိနစ်တိတိကွင်းထဲဝင်ခွင့်ပိတ်ခံရမှာဖြစ်ပြီးအဲ့ဒီအတော်တွင်ပွဲကမရမနာဆက်သွားနေရင်မိမိအသင်းက10ယောက်တဲနဲ့ဆက်ကစားရမှာပါနံပါတ်3ဆေးအဖွဲ့ဝင်ရင်10မိနစ်အပြင်ထွက်နေရမယ်အရင်ကပရီးမီးယားလိမှာ30စက္ကန့်ပဲကွင်းပြင်မှာနေရပေမဲ့အခုကမ္ဘာဖလားမှာတော့ဆေးအဖွဲ့ကွင်းထဲဝင်ကုသပေးပြီးရင်အဲ့ဒီကစားသမားကကွင်းပြင်မှာ10မိနစ်တိတိစောင့်ဆိုင်းရတော့မှာပါဂိုးသမားဒဏ်ရာရတာခေါင်းချင်းတိုက်မိတာနဲ့ပြိုင်ဘက်အနီကက်သို့မဟုတ်အဝါကက်ပြခံရတဲ့အခြေအနေတွေကလွဲရင်ကျန်တဲ့အချိန်တမင်လဲနေရင်တော့မိမိအသင်းပဲနစ်နာရမှာပါနံပါတ်4ဂိုးသမားနီးပြူအမြောက်အချိန်ဆွဲမှုတားဆီးခြင်းပွဲအချိန်တက်ရှင်လို့ဒါမှမဟုတ်နီးပြစီကအကြံဉာဏ်ယူခြင်းလို့ဂိုးသမားတွေကကွင်းနဲ့လဲကျပြတတ်တဲ့လှည့်ကွက်တွေကိုလည်းပိတ်ပင်လိုက်ပါပြီဂိုးသမားဒဏ်ရာရလို့ဆေးကုနေချိန်မှာကျန်တဲ့ကစားသမားတွေကနီးပြစီသွားပြီးအညွှန်းတောင်းဝင်ရတော့မှာမဟုတ်ပါဘူးပြီးတော့ VAR ကိုလည်းပို့ပြီးအာနာဇက်ပြင်းအောင်လှုပ်ထားပါတယ်အခုဆိုရင် VAR ကနောက်ထပ်4နေရာကိုပါဝင်ဆွတ်ဖက်ခွင့်ရတော့မှာပါစီးမြင့်နံပါတ်5ကော်နာဘောစစ်ဆေးခြင်းကော်နာမှန်ကိုအချိန်20စက္ကန့်အတွင်းမှာ VAR ကစစ်ဆေးပေးမှာဖြစ်ပြီးကော်နာမကန်ခင်အမြန်ဆုံးဆုံးဖြတ်ပေးမှာပါနံပါတ်6ဒုတိယအဝါကက်သို့မဟုတ်အနီကက်ကိုပြန်စစ်ခြင်းအရင်ကအဝါကက်တွေကို VAR မကြည့်ပေမဲ့အခုတော့ဒုတိယအဝါကက်ကြောင့်အနီကက်ပြခံရမယ့်အရှင်ဒီမှာဒိုင်လူကြီးအမားပါခဲ့ရင် VAR ကဝင်ပြင်ပေးနိုင်ပါပြီနံပါတ်9ဘောလုံးမကန်ခင်ပြစ်ဒဏ်ကျူးလွန်မှုဥပမာ free kick သို့မဟုတ် corner မကန်ခင်ကွင်းထဲမှာပြိုင်ဘက်ကိုပိတ်ဆွဲထားတာမျိုးကိုအရင်ကဗီဒီယိုပြန်ကြည့်ပြီးဂိုးပယ်လို့မရပါနဲ့အခုကမ္ဘာဖလားမှာတော့အဲ့ဒီပြစ်ဒဏ်ကနေဂိုးဝင်သွားရင်ဂိုးအဖြစ်သတ်မှတ်မှာမဟုတ်ပဲ corner သို့မဟုတ် free kick ကိုပြန်ကန်ခိုင်းမှာဖြစ်ပါတယ်နံပါတ်10လူမားအရေးယူမှုကိုပြင်ဆင်ခြင်းပြစ်ဒဏ်ပေါ်ကျူးလွန်တာတခြားလူဖြစ်ပြီးဒိုင်ကလူမားပြီးကပ်ပြမိရင်လဲ VAR ကနေချက်ချင်းလူမှန်ပြန်ပြင်ပေးပါလိမ့်မယ်နောက်ဆုံးကတော့ကစားသမားတွေရဲ့စီကံမိုင်းကိုကင်တွယ်တာပါဒီနေ့ထဲမှာဖြစ်ပွားခဲ့တဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်ရတွေကြောင့် FIFA ကအခုလိုတင်းကျပ်လိုက်တာပါစီးမြင့်နံပါတ်9ရန်ဖြစ်နေချိန်ပါဇက်ပိတ်ပြီးပြောရင်အနီးကစားသမားအချင်းချင်းတင်းမာနေချိန်ရန်ဖြစ်နေချိန်မှာပါဇက်ကိုလက်နဲ့အုပ်ပြီးစကားပြောရင်ချက်ချင်းအနီးကပြထုတ်ပယ်ခံရမှာဖြစ်ပါတယ်ဒါကခွဲခြားဆက်ဆံတဲ့စကားလုံးတွေဆဲဆိုတာတွေကိုကင်မရာနဲ့ဒိုင်းတွေမမြင်အောင်ဖုံးကွယ်တာကိုတားဆီးဖို့ဖြစ်ပါတယ်ပုံမှန်ခင်မင်းစကားပြောရင်တော့ရတယ်လို့ဆိုပါတယ်စီးမြင့်နံပါတ်10ကွင်းထဲကနေသပိတ်မောက်ထွက်သွားရင်အနီးကဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့အသင်းလိုက်ကွင်းပြင်ကိုထွက်သွားပြီးဆန္ဒပြရင်အဲ့ဒီကစားသမားတွေကိုဒိုင်ကအနီးကပြခွင့်ရှိသွားပါပြီပြီးခဲ့တဲ့အာဖရိကဖလားဖိုင်နယ်တုန်းကစီနီဂေါအသင်းကွင်းထဲကထွက်သွားလို့ပွဲ18မိနစ်နီးပါးကြာခဲ့တဲ့ဖြစ်ရမျိုးထပ်မဖြစ်အောင်တားဆီးလိုက်တာပါကဲကြီးစုသူဘောလုံးပရိသတ်တွေအနေနဲ့ရောဒီလိုတင်းကျပ်ပြီးတိကျတဲ့စီးမြင့်သစ်တွေကြောင့်လာမယ့်2026ကမ္ဘာဖလားကပိုပြီးတန်ရှင်းမြန်ဆန်တဲ့ဘောလုံးပွဲတွေဖြစ်လာမလားဒါမှမဟုတ်အနီးကပ်တွေအများကြီးနဲ့ပွဲတွေပြတ်ကုန်မလားဆိုတာကတော့စောင့်မျှော်ကြည့်ရှုရတော့မှာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့ရောဘယ်လိုယူဆလဲကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ